ဒီဖြစ်ပျက်လေးကတော့အတော်အံ့ဩစရာကောင်းလာပါတယ်2026ခုနှစ်ဇွန်လ29ရက်စနေနေ့ညနေ4 နာရီချိန်လောက်မှာမိန်းကလေးတဦးဟာရန်ကုန်မြို့ကန္နာလန်ဆန်ကိုတောင်မှဆန်ဝယ်ပြီးကားငှား၍ကြောင်မြောင်းရှိဈေးဆိုင်သို့ပြန်လာခဲ့ပါတယ်ဒီနောက်ဆိုင်ကိုရောက်ရှိတဲ့အခါအငှားကားပေါ်မှဆင်းကာသူမရဲ့ဆိုင်တကားကိုတွားဖွင့်နေစဉ်ကားသမားကကားကိုပါကင်ထိုးလိုက်အောင်မယ်ပြောပြီးသူမပြန်လှည့်လာချိန်မှာကားမရှိတော့ပါဘူးကားမောင်း၍ထွက်ပြေးသွားပါတယ်ဆိုင်တကားတွားဖွင့်ပြီးပြန်လာချိန်ဟာအချိန်9မိနစ်ခန့်သာကြာပါတယ်ကားကလည်းရှင်းမပေးရသေးပါဘူးပြန်လာမလားဆိုပြီးနာရီဝက်ကြော်စောင့်ဆိုင်းခဲ့ပါတယ်ပြန်မလာတော့ပါဘူးဆန်အိတ်9အိတ်တန်ဖိုးငွေအားဖြင့်9,9500ဘိုးဖြစ်ပါတယ်ကားနံပါတ်က BB-5633 ညကယ်ဒီနာဖင်ကောက် CNG အမျိုးအစားဖြစ်ပါတယ်အဆုံးအထိအကုန်ကြခံ၍လိုက်မည်ဖြစ်ပါသောကြောင့်ဒီစာကိုကားပိုင်ရှင်တွေ့ပါကအမြန်ဆက်သွယ်ပါဆက်သွယ်မလာပါကကာညနာရုံးမှတဆင့်လိုက်၍ရှာပါကပြဿနာပိုကြီးပါမည်ကာညနာရုံးသို့အကြောင်းကြား၍တိုင်ကြားပါမည်ရင်သိမ်းရုံးသို့လည်းအကြောင်းကြား၍တိုင်ကြားပါမည် CCTV မှတ်တမ်းလည်းအပြည့်စုံရှိပါတယ်ဟုနင်နာသူမှ၎င်း၏ Facebook အကောင့်ကနေတဆင့်ပြောကြားထားပါတယ်